အရင်ဘက်ကဒီလီနီယာလုပ်တွေလမ်းလီနီယာလုပ်တွေအကြောင်းကိုပြောပြပြီးသွားပြီဆိုတော့ဒီဘက်မှာ harmonic ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးသွားမယ်ပေါ့နော် harmonic ဆိုတာကြတော့ voltage current waveform distortion ဖြစ်တာ distortion ဖြစ်တယ်ဆိုတာဒီပုံပြတ်သွားတယ်ဘယ်လိုပုံပြတ်သွားတာလဲပြီးတော့ fundamental frequency တက်5ဆ9ဆအစသဖြင့်မြင့်တက်သွားတဲ့ waveform တွေဖြစ်ပေါ်လာခြင်းအဲ့ဒါကို harmonic တွေလို့ခေါ်ပါတယ်အဲ့လိုမြင့်တက်သွားတဲ့ waveform တွေကို harmonic လို့ခေါ်တာ fundamental frequency ဆိုတာတော့ဒါ50 Hz 60 Hz စသဖြင့်မြန်မာနိုင်ငံမှာဆိုရင်60 Hz ပေါ့နော်ဒီလျှက်စစ်မှာဒီ AC မှာရှိရဲ့ F frequency ထက်ကို5ဆ9ဆစတဲ့မြင့်တက်သွားတဲ့ waveform တွေအားလုံးကိုဒါ harmonic လို့ခေါ်တာပါပုံမှန်ပြထားတဲ့အတိုင်းပဲပေါ့နော်ဒီအစိမ်းရောင် line လေးရဆိုရင်တော့ဒါ fundamental frequency 5 harmonic 7 harmonic total harmonic စသဖြင့်ပြထားရပေါ့နော်ဒီမှာဆိုရင် waveform ပုံစံလေးဒီ fundamental frequency နဲ့တွေးဖယ်ပြီးတော့မှဖြစ်ပေါ်နေတာပေါ့နော်အဓိကအားဖြင့်ဒီ frequency ရဲ့အဓိပ္ပာယ်အကြတစ်စက္ကန့်မှာဖြစ်ပွားတဲ့ cycle အရေးအတွက်လို့ခေါ်တယ်50 Hz ဆိုရင်ဒီစက္ကန့်မှာဒါ50 cycle ဖြစ်ပွားတယ်ပေါ့နော်ဒီ frequency အရေးအတွက်ပမာဏက5ဆ9ဆစသဖြင့်မြင့်တက်သွားတဲ့အခါမှာတစ်စက္ကန့်မှာဖြစ်ပွားတဲ့ cycle အရေးအတွက်ကပိုပြီးတော့များလာတာပေါ့နော်ဒါကြောင့်မို့လို့ပုံမှန်ပြထားတဲ့အတိုင်းပဲဒီ cycle အစိတ်လေးတွေကပိုပြီးတော့စိတ်သွားတဲ့ဟာကိုတွေ့ရမယ်ပေါ့နော်sine wave ရဲ့ပုံစံကတော့ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲပေါ့နော်distorted sine wave ရဲ့ပုံစံကတော့ဒီလိုမျိုးလေးဖြစ်နေတာပေါ့နော်သူက sine wave တော့ sine wave ပဲဒါပေမဲ့ပုံပြတ်သွားတဲ့ sine wave ပုံစံမျိုးဖြစ်တာပေါ့နော် harmonic ဆိုတာကလည်းခုနကပြောခဲ့သလိုပဲဒီလိုပုံပြတ်သွားတဲ့ wave form တွေကို harmonic လို့ခေါ်တာharmonic နဲ့ဒီ transient နဲ့ကိုအဓိပ္ပာယ်လွဲကြတဲ့သူတွေရှိလို့ဒီ harmonic ဆိုတာဘာလဲ transient ဆိုတာဘာလဲဆိုတာကိုဒီ slide ထဲမှာတစ်ခါလေးပြပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီဘက်ကပုံမှာကြည့်မယ်ဆိုရင်ဒါဒီ fundamental frequency 60 Hz မှာရှိနေတဲ့ waveform ပုံစံ180 Hz ဆိုရင်ဒီမှာကြည့်လိုက် waveform လေးကပိုပြီးတော့စိတ်သွားတယ်ခုနကပြောခဲ့သလိုပဲဒီ frequency ပိုပြီးတော့များလာလေဒီ cycle အရေးအတွက်ကပိုပြီးတော့မှစိတ်သွားတစ်စက္ကန့်မှာဖြစ်တဲ့ cycle အရေးအတွက်ကပိုပြီးတော့မှစိတ်သွားတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်harmonic နဲ့ transient ရဲ့ဒီကွဲခြားချက်ကိုပြောရမယ်ဆိုရင်တော့ဒီ harmonic ဆိုတာကြတော့ဒီ long distortion အနေနဲ့ရှိတာပေါ့နော်အချိန်ကြာဒီ non linear လောက်တွေရှိနေတဲ့၍ဒီ harmonic ဆိုတာဖြစ်ပေါ်နေမှာဖြစ်ပြီးတော့ transient ဆိုတာကြတော့ short ဒီအချိန်ခဏလေးအတွင်းမှာပဲဒီမှာပြထားတဲ့ပုံမှာဆိုရင်ဒီအချိန်ခဏလေးအတွင်းမှာပဲဒီ voltage waveform ကဒီ spike အမြင့်ဆုံးတစ်ခါရောက်သွားလိုက်ဒါပေမဲ့သူကခဏအတွင်းပဲ2စက္ကန့်3စက္ကန့်ရှာပြီးရင်သူပုံမှန်တိုင်းပြန်သွားမှာပဲ transient ဆိုတဲ့အဓိပ္ပာယ်ကရုတ်တရက်စောင့်တက်တဲ့ပုံစံမျိုးပေါ့နော်ရုတ်တရက် spike တန်းပြီးတော့မှဖြစ်သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါပေမဲ့ harmonic ကကြတော့အဲ့လိုရုတ်တရက်သဘောမျိုးနဲ့မဟုတ်ဘူးပို့ပြီးတော့အချိန်ကြာဖြစ်တယ် harmonic နဲ့ဒီ transient ရဲ့ဒီတက်ရောက်မှုတွေကလည်းမတူညီကြပါဘူးဒီ harmonic တွေဘာလို့ဖြစ်ရလဲဆိုရင်သူကဒီ non linear လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကြီးချောင်းမလို့အဓိကဖြစ်ရတာ non linear လို့တွေကဘာတွေလဲဆိုရင်variable frequency drive တွေ inverter တွေ computer တွေ UPS system တွေ rectifier တွေစသဖြင့်ရှိကြပါတယ်ဒီ non linear လို့အကြောင်းကိုသိချသိချင်အရင်ဘက်ကဗီဒီယိုမှာတွားပြီးတော့ကြည့်လို့ရပါတယ်ဒီအခုတင်တဲ့ဗီဒီယိုအောက်မှာလည်း link ချထားပေးမယ်ပေါ့နော် harmonic မှာလည်းဒီ odd harmonic နဲ့ even harmonic ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒါတော့ပြောရမယ်ဆိုတော့ Clary လဲစစချင်းတော့မသိဘူးဒါပေမဲ့အခုဒီ harmonic အကြောင်းဗီဒီယိုလုပ်မယ်ဆိုပြီးတော့လေ့လာကြည့်ရခါကြတော့မှဒီ even harmonic ရှိရဆိုတဲ့အကြောင်းသိရပါတော့။ညာအဖြစ်တော့ဒီ3ဆ5ဆ9ဆ7 harmonic 9 harmonic 13 harmonic ထိရှိရတော့တွေ့ဘူးတယ်ပေါ့နော်။ဒီပြထားတဲ့အတိုင်းဒီ all harmonic တွေကဆိုရင်ဒီ power system မှာတွေ့ရတာလည်းများတယ်that harmonic ဆိုရင် neutral line တွေအတွက်အရန်ကိုအနေနဲ့များတယ်fifth harmonic ဆိုရင်ဒီ motor ပေါ့နော်သူရဲ့ reverse torque effect ကြောင့်မို့လို့ဒီ motor တွေတော်တော်များများကိုထိခိုက်စေနိုင်တယ် even harmonic ကကြတော့တွေ့ရလဲအဲ့လောက်ထိမများဘူးpower system မှာတွေ့ရလဲနည်းနည်းပဲတွေ့ရတယ်ပြီးတော့ဒီ asymmetrical circuits တွေကြောင့်မို့လို့ဖြစ်တာများပါတယ်ဒီ harmonic ရဲ့ဒီတက်ရောက်မှုတွေကိုပြောမယ်ဆိုရင်တော့ဒီ overheat ကိုသူအဓိကဖြစ်စေရပြီးတော့ neutral current ကိုပို့ပြီးတော့တိုးသွားစေရအဲကြောင့်မလို့ဒီမှာဆိုရင် overheat transformer cable တွေ overheat တာနောက်ပြီးတော့ motor
ခုန fit harmonic က reverse store effect ကြောင့်မို့လို့ motor တွေကိုထိခိုက်စေနိုင်လို့ပြောထားရပေါ့နော်အဲ့တော့ motor တွေကိုလည်းထိခိုက်စေတယ်ဒါတွေထိခိုက်တဲ့အတွက်ဘာဖြစ်လဲဆိုရင်ဒီ power factor ကိုရောကြစေရ efficiency ကိုရောသွားစေရပြီးတော့ဒီ nuisance tripping ရော circuit breaker တွေကိုဒီလိုမျိုးမလိုအပ်ဖဲနဲ့ trip လုပ်တဲ့ဟာမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်ခုနပြောသလိုပဲဒီ neutral conductor မှာ current တွေအများကြီးပိုစီးတဲ့ဟာမျိုးတွေဒီ third harmonic သူသဖြင့် third harmonic ကြောင့် neutral မှာ current တွေအများကြီးစီးရဖြစ်ပြီးတော့ overload ဖြစ်တာတွေဒါမျိုးဖြစ်နိုင်ပါတယ်ဒီ harmonic ကြောင့်ပေါ့နော်ဒီ electricity generation transmission distribution ဆိုတဲ့ဒီ power system ကြီးတစ်ခုလုံးမှာဒီ load non linear လုတ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ harmonic ကြောင့်ထိခိုက်မှုတွေရတော့အများကြီးကိုဖြစ်နိုင်တယ်ခုနကပြောရဲ transformer တို့ cable တို့ဒါတွေဒီ transmission နဲ့ distribution မှာပါနေတဲ့အစိတ်ပိုင်းတွေပေါ့နော်ဒီ harmonic ကြောင့်မို့လို့ဒီ transmission distribution မှာအများကြီးပါဝင်နေတဲ့ဒီ motor တွေ conductor တွေ cable တွေအစသဖြင့်ကိုအများကြီးသက်ရောက်မှုတွေရှိသွားစေနိုင်ပါတယ်အဓိကအပြင်တော့ဒီ power system ပိုင်းကိုပို့ပြီးတော့ထိခိုက်မှုရှိတယ်လို့တော့ပြောလို့ရပါပေါ့နော်အဲ့တော့ဒီလိုမျိုးထိခိုက်မှုတွေရှိနေပြီဆိုရင်ဒီဖြည့်ရှင်းနည်းပေါ့နော် harmonic mitigation methods တွေအနေနဲ့ဆိုရင်ကြတော့plastic ဆိုတာပညာရှင်တွေကတော်တယ်လို့တော့ပြောရမယ်ဘာလို့လဲဆိုတော့သူကပြဿနာရှိပြီဆိုရင်ဖြည့်ရှင်းမှုနည်းလမ်းဆိုတာပါတခါတည်းရှာထားပြီးသားပေါ့နော်အခုလောလောဆယ်ဖြည့်ရှင်းဖို့အတွက်သုံးနေတဲ့နည်းလမ်းတွေကတော့ဒီ passive filter active filter rectifier တွေစတဲ့ပစ္စည်းတွေကိုသုံးပြီးတော့မှဒီ harmonic တွေကိုဖယ်ထုတ်လို့ရတယ်အတော်အသင့်ဖယ်ထုတ်လို့ရတဲ့ဟာတွေပေါ့နော်ဘာလို့လဲဆိုတော့ဒီ non linear လို့ဆိုတာကလည်းခုနက non linear လို့တွေဘာတွေလဲပြောပြီးသွားပြီမသုံးမဲနဲ့နေရင် harmonic ဆိုတာဖြစ်လာကြအကြောင်းမရှိဘူးမသုံးမဲနဲ့နေပါလို့ပြောလို့တော့မရဘူးဘာလို့ဒီ non linear လို့တွေဆိုတာနေ့တိုင်းကိုဒီသုံးရမယ်ပစ္စည်းတွေဖြစ်နေတာပေါ့နော်မရှိမဖြစ်လို့ရတယ်ကွန်ပျူတာတို့ဒီ UPS system တို့ rectifier inverter ဆိုတာလည်း power system မှာလိုနေရပဲ variable frequency drive ဆိုတာလည်း speed control drive ကိုလိုနေတဲ့ပစ္စည်းပဲဒါကြောင့်ဒါရုံမသုံးမဲနဲ့နေလိုက်ပါလားဆိုပြီးတော့အလွယ်ပြောစရာတော့ရှိလိုက်ဒါပေမဲ့အလွယ်အဲ့လိုကြီးပြောမသုံးမဲနဲ့နေလိုက်ပါလားလို့တော့ပြောလို့မရဘူးပေါ့နော်အဲ့တော့သုံးဖို့လိုအပ်တယ်သုံးတာနဲ့နီးတူဖြစ်လာတဲ့ harmonic တွေကိုလည်း mitigate လုပ်ဖို့အတွက် method တွေရှိတယ်ပထမဆုံး method ကဒီ passive filter ပေါ့နော်သုံးနေကြဒီ LC circuit filter တွေဒါတွေကဒီ harmonic current တွေကို absorb ဒါမှမဟုတ် block လုပ်ပေးနိုင်တယ်နောက်ပြီးတော့ active filter တွေဆိုရင်လည်းဒီ power electronic device တွေပေါ့နော် filter တွေကတော့ဒါ power electronic device တွေပါပဲဒီ counter harmonic current တွေ ingest လုပ်တဲ့ဒီ harmonic တွေကိုခြေဖြတ်တယ်ပေါ့နော်ဒီလို cancel လုပ်ဖို့အတွက်သုံးရတယ်special rectifier ဆိုရင်လည်းဒီ fifth harmonic နဲ့ seventh harmonic လို့ harmonic တွေအတွက်ဆိုရင်ကြတော့ဒီ special rectifier ဆိုတာကဒီ multiple transformer တွေကိုအများကြီးသုံးပြီးတော့မှဒီပြုလုပ်ထားတဲ့special rectifier ပုံစံမျိုးဖြစ်သွားအောင်လုပ်လိုက်တာပေါ့နော်အဲ့လို rectifier တွေသုံးတယ်နောက်တစ်ခုကဒီ isolation transformer တွေဒီ system ကနေပြီးတော့ဒီ sensitive load တွေလုံးဝ power supply ပြတ်သွားလို့မရတဲ့ load တွေ sensitive load တွေဆိုရင်separate လုပ်လိုက်တယ် separate လုပ်ပြီးတော့ဒီ harmonic ကြောင့်မို့လို့ဖြစ်လာတဲ့ effect တွေကိုကာကွယ်လိုက်တဲ့သဘောပေါ့နော် load တွေကိုကာကွယ်လိုက်တဲ့ isolation transformer တွေတုံးနေနောက်ပြီးတော့ line reactor တွေဒီ current waveform တွေကို smooth လုပ်ဖို့ဒီ harmonic current တွေကို limit လုပ်ဖို့စတာတွေထဲနောက်ပြီးတော့ grounding proper grounding and natural design ဒါကလည်းအရေးကြီးရယ် neutral oversight neutral သုံးတဲ့ data wine system တွေဒီ excessive neutral current ပေါ့အဓိကအဖြစ်တော့ဒီ third harmonic တို့ninth harmonic တို့ဒီ neutral current overloading ဖြစ်တဲ့အခြေအနေကိုကာကွယ်ဖို့အတွက်neutral ကို site ပူကြီးရဲ့ဟာမျိုးသုံးလိုက်တာတို့ grounding တေချာလုပ်တာတို့စသဖြင့်ပေါ့နော်အဲ့တော့ဒါဒီနေ့ပြပြသွားတဲ့အကြောင်းအရာတွေကတော့ဒါ harmonic ဆိုတဲ့ဟာပါလဲနောက်ပြီးတော့ harmonic ကဘာကြောင့်ဖြစ်တာလဲပြီးတော့ harmonic ရဲ့အကျိုးသက်ရောက်မှုတွေရဲ့ပြီးတော့ harmonic ကိုရှော့ချနိုင်တဲ့နည်းလမ်းတွေကိုပြပြပေးသွားတာဖြစ်ပါတယ်။လက်စနဲ့ပတ်သက်တဲ့ video နဲ့ပြန်လာခဲ့ပါမယ်။ Bye bye